နေချပြီးတင်ရတာလဲတနေ့တနေ့ထနေပြီ။ဘာချက်လို့ချက်မှလည်းမသိဘူး။ဒီကဒေတာဖွင့်ကြည့်လိုက်တော့ဝန်သားလေးနည်းနည်းကြံလာတယ်။ကျွန်တော်ဘူးဒီလေးသေးလေးတစ်လုံးချိတာနဲ့အဲ့ဒါနဲ့ချက်လိုက်တယ်။အဲဒါဆိုကျွန်တော်ဝန်သားလေးကိုလုံးလိုက်တယ်။စီထဲတယ်ငပိထဲတယ်စားထဲတယ်ခတ်မုံလေးထဲတယ်တူတူလေးနဲ့ခါတယ်။နဲ့လက်ပုံစံမျိုးလေးပေါ့။ပထမဆုံးလုံးလိုက်တယ်။ပြီးကျွန်တော်ရေလေးနည်းနည်းထပ်ထည့်ပါမယ်။ရေလေးနည်းနည်းထပ်ထည့်တော့ဒီရေလေးခန်းသွားအောင်လို့ချက်လိုက်တော့ဒီရေလေးခန်းသွားပြီဆိုရင်ဘူးဒီလေးတင်ထားတာဒီကျွန်တော်ပြန်ထည့်ပါမယ်ဒီလိုမျိုးလေးတွေချက်စားကြည့်တခါတလေတကယ်စားလို့ကောင်းပါတယ်ကျွန်တော်ငယ်ချင်းနေတယ်ချက်ကြည့်ပြီးတော့ကျွန်တော်ကတော့ဒီလိုမျိုးကိုချက်ကိုကောင်းမယ်ခုကျွန်တော်ဘူးဒီလေးထည့်လိုက်ပါပြီဘူးဒီလေးထည့်ပြီးသွားရင်ဟိုလိုအပ်တာလေးတွေအရသာလေးတွေအရင်ဆုံးကြီးကြည့်ပေါ့နော်ဗာလေးတွေလိုလဲဗာလေးတွေထည့်ရမယ်ထည့်ကြီးကြည့်ဒါဆိုတော့ခဏနှက်ထားလိုက်ပါဒီလိုမျိုးခဏလေးနှက်ထားပြီးဆိုရင်ဒီလေးကြအောင်ဝတာလေးလည်းတစ်ခါလေးကြက်သွားအောင်လို့ဒီနည်းနည်းထည့်ပြီးတော့ပုတ်ထားလိုက်တော့ဒီလိုနေထားလေးရောက်ပြီဆိုရင်တော့ကျွန်တော်တို့နန်းနန်းပင်လေးထည့်လိုက်ပါတယ်ကျွန်တော်မိတ်ဆွေတွေကတော့ကိုကြိုက်တဲ့ဟာထည့်ပါလေနန်းနန်းပင်ထည့်လို့ရတယ်ပင်စိမ်းတို့ဘာလို့ထည့်လို့ရတယ်ကျွတ်တုံးလိုက်ပါကျွန်တော်တို့နန်းနန်းပင်လေးကြိုက်တာဆိုနန်းနန်းပင်လေးနည်းနည်းထည့်လိုက်ပါတယ်ဒါဆိုတော့စားလို့ရပါပြီစားကြပါဦးဝန်သားမစားတဲ့သူတွေပါရင်လည်းကြိုပြီးတော့တောင်းပန်ပါတယ်လို့